ကိုချင်းစားပါတယ်ကိုကွဲမရှိရမမေတွေကြတော့လေကလေးအိမ်မှာအလုပ်တွေလုပ်ရတယ်နားချင်လဲနားရတယ်ဆိုတော့ကလေးကိုအိတ်စေချင်ကြရပေါ့နော်ဒါပေမဲ့လည်းကလေးကတိတ်မအိတ်တာတွေရှိရပေါ့နေဘက်ကိုနိုင်ဝက်45မိနစ်လောက်ပဲအိတ်တယ်အိတ်ချိန်ကလည်းသူများထက်နည်းတယ်ပေါ့နော်သူများကလေးလိုမျိုးကြာအိတ်စေချင်ကြရမိဘတွေလည်းရှိကြတယ်တချို့တအိုးမိဘတွေပေါ့နော်မွေးစားချိန်ကြော်လွန်လာတဲ့ချိန်တစ်လ6ပတ်လောက်ဆိုရင်ကလေးကအမွေးကစားလို့မအိတ်တော့ဘူးဒေါက်တာရဲ့အိတ်ချိန်တွေကနည်းလာတယ်ပုံမှန်မဲလာလို့နေကြတယ်ဟုတ်ပါတယ်ပုံမှန်မှာပဲသူကအမွေးစားလိုမျိုးအကြာကြီးမအိတ်နိုင်ကြတော့ပေါ့နော်အသက်ကြီးလာတဲ့များနေပတ်အိတ်ချိန်တွေကနည်းလာတယ်ကိုဘက်ကကြတော့လဲကလေးကြာအိမ်မှာကိုအလုပ်တွေပြီးမှဆိုတော့ပေါ့နော်ကြာမအိတ်တာပုံတော့ဟုတ်ရဲ့လားဆိုပြီးတော့စိတ်ပူတာတွေရှိကြပါတယ်အဲကြောင့်မလို့ကလေးကအသက်အရွယ်လိုက်ဘယ်လောက်ကြာချင်းဘယ်လိုအိတ်လဲပေါ့နော်ပြင်းပြအချိန်လေးတွေကိုဒီဇရာထဲမှာကြည့်လို့ရတယ်နော်နည်းနည်းပေါ့နော်ကလေးအတိုင်း100%တော့ဒီတဲကနေတော့ဖြစ်ချင်တာဖြစ်မယ်ဒါပေမဲ့ကလေးတော်တော်များများတော့ဒီအိတ်ချိန်လေးတိုင်းပေါ့နော်ထားကြည့်ရင်တော့ပို့ပြီးတော့အဆင်ပြေပါတယ်ငါပြောနည်းနည်းကြီးလာတဲ့ကလေးတွေပေါ့နော်၄-၅လောက်ကြာရင်လည်းနိုင်ဝက်လောက်ပဲအေးကြရဲပေါ့နော်အဲ့ဒါလေးကလည်းပုံမှန်ပါပဲကျမကလေးဆိုလဲနေဘက်ဆိုရင်နိုင်45မိနစ်ဆိုရင်တောင်ဆိုလည်းနိုးလာပြီအလံပေးစရာမလိုနိုးလာပြီပေါ့နော်ဒါတော့ညဘက်အကြာကြီးအိတ်တဲ့ကလေးတော့မှနေဘက်ကိုအဲ့လောက်အကြာကြီးမအိတ်နိုင်ဘူးပေါ့နော်တယောက်လည်းတယောက်မတူဘူးပေါ့နော်ခဲပဲကိုကလေးကသူများတွေလိုမျိုးမအိပ်ဘူးဒါပေမဲ့နေဘက်ကိုအိတ်ချိန်နည်းနည်းနဲတယ်ပေါ့နော်ဒါပေမဲ့ကလေးကလည်းဂျားထဲမှာကြီးကြတာလည်းမရှိဘူးပေါ့နော်6လအောက်ကလေးဆိုဂျားထဲမှာကြီးကြတာလည်းမရှိဘူးလမ်းဆက်ဆက်မဲ့6လထက်ကလေးဆိုလည်းဆော့လာတွေဘာတွေရှိတယ်ဆိုရင်လည်းဒါကလေlow sleep နေလို့ခေါ်တယ်ပေါ့နော်သူများထက်အိတ်ချိန်နည်းနည်းလိုတဲ့အိတ်ချိန်အများကြီးမလို့ပေါ့နော်အိတ်ချိန်နဲတဲ့ကလေးတွေပေါ့နော်အဲ့လိုမျိုးတွေရှိနိုင်ပါတယ်ဒီချိန်ကျရင်လေကိုကသူ့ကိုအတင်းအိတ်စီချင်တာထက်ပေါ့နော်သူကမအိတ်ဘူးဒါပေမဲ့လည်းကိုဘက်ကတော့ပင်ပန်းတာပေါ့နော်ဒါပေမဲ့သူမအိတ်ဘူးသူ့အတွက်လည်းပင်ပန်းနေတာမျိုးမရှိဘူးကြီးကြတာမျိုးမရှိဘူးလန်းဆက်မဲ့ရှိတယ်ဆိုတော့ကိုကဒီအခြေအနေကိုလက်ခံလိုက်ရမှာပေါ့နော်တခါတလေကြတော့လေဒါဟိုအပြစ်ပြောတာမဟုတ်ဘူးเนาะကလေးမအိတ်လို့ထက်လေကျမတို့ကလေးမအိတ်တာဘူးပေါ့နော်ပို့ပြီးတော့ suffering လို့ခေါ်တယ်ပေါ့နော်ခံစားနေတာကျမတို့ပို့ပြီးပင်ပန်းစီတယ်ပေါ့နော်ကလေးမအိတ်လို့ခြေကြတာတိတ်ရတာထက်လေကလေးကမအိတ်သေးဘူးငါကလေးပဲဖြစ်နေရလားဘယ်လိုလဲပေါ့နော်ငါမှတော့ပင်ပန်းလိုက်တာစတဲ့စိတ်တွေကကျမတို့ပို့ပြီးတော့ပင်ပန်းစီတယ်ပေါ့နော်အဲဒါမလို့တချို့အချိန်တွေမှာဒါတွေကိုလက်ခံလိုက်ရတယ်ပေါ့နော်လက်ခံလိုက်ရတယ် accept ထားလိုက်ရတာပို့ပြီးတော့အဆင်ပြေရပေါ့နော်ကျမကလည်းမေမေတွေကိုအိမ်လေးဝစီခြင်းတယ်ပေါ့နော်ကျမကိုယ်တိုင်ကလည်းအိတ်ရတာကိုကြိုက်တယ်ပေါ့နော်ကျမကလေးကိုဝန်ရှိကြတယ်ကျမဒီကလေးအိတ်တိုင်းနဲ့ဆိုင်တာတွေကိုလေ့လာရဲပေါ့နော်လေ့လာရဲဘယ်ဟာတွေကဘယ်လိုရှိလဲပေါ့နော်သူတို့ရဲ့ဘယ်ဟာပုံမှန်ဖြစ်လဲဘယ်ဟာတွေကပုံမှန်မဟုတ်ဘူးလဲဆိုတော့ကိုကသိထားမှတကယ်ကြုံတွေ့တဲ့ခါကျရင်ကိုလည်းဘယ်လိုလုပ်ကြရမလဲဆိုတာသိမှာပေါ့နော်အဲ့ဒါကျမကလည်းလေ့လာရင်းနဲ့ပေါ့နော်ဒီကမေမေတွေကိုလည်းမျှဝေပေးတာပေါ့နော်တချို့ဒီမှာမျှဝေတာလည်းသိမတွေ့တော့သူတို့လည်းသိပါစေပေါ့နော်အဆင်ပြေအောင်ဆိုပြီးမျှဝေပေးဖြစ်တာပါကျမရဲ့ဗီဒီယိုလေးတွေကအကျိုးရှိရဆိုရင်လည်းတို့ဖို့ရေးသွားပေးခဲ့ပေါ့နော်တခြားပြောချင်တဲ့အကြောင်းအရာလေးရှိရင်လည်း comment ပေးခဲ့လို့ရပါတယ်နော်ဒီပေးကကျေးဇူးတင်ပါတယ်